Hey, do time be boto. Me do time be GPA. ဒါကတော့ Maryland ပြည်နယ်မှာပြုလုပ်တဲ့စီလုံးချင်းတကြံပွဲမှာဖျော်ဖြေသွားတဲ့တင်းကြံတန်ကြပ်ပဲဖြစ်ပါတယ်အထူးသဖြင့်ဆရာနာရှင်အောက်ပေါ့နော်ဖိနှိပ်မှုတွေအောက်မှာတွေ့ကြုံနေရတဲ့ခံစားနေရတဲ့ပြည်သူတွေရဲ့အခြေအနေတွေကိုထင်ဟပ်စေတဲ့ဒီတန်ကြပ်နဲ့ဖျော်ဖြေမှုကိုစစ်အာဏာရှင်အစိုးရစစ်အာဏာရှင်အဆက်ဆက်ကပေါ့နော်သူတို့အရန်ကိုခါတီးတယ်ဒီတန်ကြပ်တိုင်မှုကိုလည်းခေတ်ဆက်ဆက်မှာသူတို့အုပ်ချုပ်နေခဲ့တဲ့ကာလတစ်လျှောက်ခေတ်ဆက်ဆက်မှာပိတ်ပင်ခဲ့တယ်ပေါ့နော်အခုဒီလိုတန်ကြပ်နဲ့ဖျော်ဖြေမှုဆိုတာလုံးဝမရှိဘူးလို့ပဲပြောရမှာပါအဲ့တော့ကိုရင်ထွေးရေအခုဒီတန်ကြပ်အစီအစဉ်ကိုကိုရင်ထွေးကဥဆောင်တာပေါ့နော်အဲ့တော့ကိုရင်ထွေးတို့ကအခုတိပမှာရှိနေတယ်ဒါပေမဲ့အခုဒီတန်ကြပ်ထဲမှာပါတဲ့ပြောသွားတဲ့ကိုရင်ထွေးတို့ပြောသွားတဲ့အခြေအနေတွေဟာမြန်မာနိုင်ငံရဲ့လက်ရှိအနေအထားကိုဘယ်လောက်ထိထင်ဟပ်စေလဲ ။အဲကြောင့်လဲဆိုတော့နေတူတူကတက်လာတဲ့ဗမာပြည်က update တွေပေါ့နော်။ဗမာပြည်မှာဘယ်လိုတွေဖြစ်နေတယ်။သမ္မတကျွန်တော်နိုင်ငံတော်သမ္မတကြီးပြန်လွတ်လာတယ်။ကျွန်တော်ဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့ update တွေကိုနေတူတူကတန်ကြပ်ကိုလည်းဒီနေ့ပြောင်းနေရတယ်။အကြားနဲ့မဟုတ်ဘူး။ကျွန်တော်တို့မြင်တွေ့နေတဲ့အရာတွေအားလုံးကိုကျွန်တော်တင်ပြလာတာ။ဆိုတော့တန်ကြပ်ကအများကြီးပြောင်းလဲတယ်။တန်ကြပ်ကကျွန်တော်တို့ဗမာပြည်မှာမခံစားနိုင်ရဘူး။ဒါကြောင့်မို့ကျွန်တော်တို့အဝေးရောက်ကနေပြီးတော့နိုင်တဲ့ဘက်ကနေတန်ကြပ်လေးတွေထိုးပေးတယ်။လက်ရှိဖြစ်နေတဲ့အရာကိုထိုးပေးတာပါ။ အဲ့ဒါဘူးလေရှင်းပြနေရအားလုံးယူတိန်လုံးပေါင်းမ6တက်မကျော်တောက်တာဝဲတော့ယူလိုက်ခဲ့ကြတိန်လုံးပေါင်းမ6တက်မကျော်တောက်တာဝဲတော့ယူကျွန်တော်တို့အကြိုက်ဆုံးကတော့သူမင်းအောင်လိုင်းသမရဖြစ်ပြီးပောက်ကြရလို့တဲ့ခွေးပူပေါ်ကိုပလင်တဲ့ငါတို့တိုက်ပြီးပြက်ပြီးခွက်ဆိုတဲ့စကားလုံးကထိရောက်ပါတယ်ကျွန်တော်တိုက်ပြီးကိုခွေးတက်တာပါလူတက်ဖို့ခုသမရအစစ်လွတ်လာပါပြီစစ်မှန်တဲ့သမရကိုနေရာပေးဖို့အတွက်ကျွန်တော်တို့စူးစမ်းမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တန်ချက်ထိုးပြီးတော့ကျွန်တော်တို့ရဲ့စာနာတွေကိုပေါ်ထုတ်လာကြပါခင်ဗျာ တရင်တပုတ်ဖတ်ရတယ်ရသောပလင်ခွဲကတ်ဆိုပဲ ရသောပလင်ခွဲကြဆိုပဲ တည်တပုတ်ဖတ်ရတယ် ခွဲမှုတကောင်သမရဖြစ် တိုင်းပြည်လုံးစိတ်တွေဖြင့် ခွဲမှုတကောင်သမရဖြစ် တိုင်းပြည်လုံးစိတ်တွေဖြင့် ခွဲမှုတကောင်ပလင်ပေါ်တက် အတော်တိုင်းပြည်လည်းပြည့် ဟေးခွဲမှုတကောင်ပလင်ပေါ်တက် အတော်တိုင်းပြည်လည်းပြည့် 21ခဲကပြစ်ခဲ့တာ အခွဲမှုတက်တော့ဖတ်စင်မြောက်ဖို့ 21ခဲကပြစ်တဲ့တာဗျ ခွဲမှုတက်တော့ဖတ်စင်မြောက်ဖို့ လွတ်တော်ကြီးလဲစနေပြီ အားလုံးသူ့လူတွေပဲ အားလုံးသူ့လူတွေပဲ လွတ်တော်ကြီးလည်းစတော်ပြီ လူစမမီတဲ့ဒီလွတ်တော်လူစမမီတဲ့ဒီလွတ်တော် သမဏရဲတာသူ့မဲများလို့ မဲလိမ်မဲခိုးချင်းစိုးတကောင်မဲလိမ်မဲခိုးချင်းစိုးတကောင်ဗျ ဘယ်နိုင်ငံမှတိမမပြုဘူး ပြောင်းလင်းပြောင်းစားမင်းအွန်လိုင်း အကျိုးစီရောက်အောင်ပို့ကြ ပြောင်းလင်းပြောင်းစားမင်းအွန်လိုင်းဗျ ကျိုးစီရောက်အောင်ပို့ကြ မအေးလူချင်း